ခါကိုတဝက်ဝက်ပေးမယ်တဝက်ဝက်ပေးတဲ့ဥစ္စာအတိုင်းပဲဒီဘက်မှာလည်းဒီဘက်ကိုတဝက်မှတ်ပေးမယ်ဒီဘက်မှာလည်းဒီဘက်ကိုတဝက်မှတ်ပေးမယ်မှတ်ပေးတဲ့ဥစ္စာကိုဒီနှစ်ခုကိုဒီသုံးခုကိုဒီလိုဆက်မယ်ဆက်ပြီးသွားပြီဆိုရင်ဒီဘက်ဒီရဲ့အလဲကောင်မြင်းကနေဒီဘက်ကိုတစ်ခွဲဒီဘက်ကိုတစ်ခွဲမှတ်ပေးမယ်မှတ်ပေးပြီးတော့ဒီအောက်မှာကျတော့တင်နေရာမှာကဒီဘက်အလဲကောင်ဒီအလဲကောင်ကနေပြီးဒီဘက်ကို 0.5 ဒီဘက်ကို 0.5 မှတ်ပေးမယ်မှတ်တဲ့မြင်းနဲ့ဒါနဲ့ဒီလိုဆက်မယ်ဒီလေးဆက်မယ်ဆက်ပြီးသွားပြီဆိုရင်ဒီရဲ့ဥစ္စာကိုဒီမှာလာပြီးတော့ထောက်ကိုစုမယ်ဒီသုံးဒီဘက်ကတစ်ခွဲရယ်ဒီဘက်ကတစ်ခွဲရယ်ရှေ့ချမ်းကဒီရှေ့ပခုံးရဖို့အတွက်ဒီရဲ့လေပင်ပေါက်ရယ်ဒီရင်လိုင်းမြင်းရယ်ကိုတဝက်ဝက်ပေးမယ်လောက်ရှိလဲစနစ်ရှိရဆိုရင်ဒီဘက်မှာရှာဒီဘက်မှာရှာမှတ်ပေးအဲ့လိုမှတ်ပြီးတော့မှမြင်းချောင်းလေးတစ်ခုဆွဲထားမယ်ဆွဲပြီးတော့မှရှေ့ပခုံးကခုနပုံတင်ကြီးအတိုင်းပဲနောက်ပခုံးကအစားနှစ်ဆိုရင်လည်းရှေ့ပခုံးကလည်း28အစားနှစ်28ဆိုကိုတိုင်းနဲ့ရတဲ့ဥစ္စာနော်ဂျိုင်းပေတိုးနဲ့တိုင်းထားတဲ့ဥစ္စာရှေ့ပခုံးကကြာရှေ့ပခုံးဆိုတာဂျိုင်းအဆက်နှစ်ခုကြာကိုရှေ့ပခုံးလို့ခေါ်တယ်ဒီက14မှတ်မယ်ပြီးတော့ဒီဘက်မှာရင်ကျဲ20တမနဲ့ဆိုပြီးရင်ကိုစားထားပြီးရင်ကို4နဲ့စားပြီးတော့မှ 1.5 ပေါင်းတဲ့ဥစ္စာဒီမှာချပြီးမှတ်ထားပြီးမယ်ဒီဘက်မှာလည်းခါကို3နဲ့စားပြီးတော့4နဲ့စားပြီးတော့3.5နဲ့ပေါင်းထားတဲ့ဖြေကိုမှတ်ထားမယ်တင်ရလဲအတိုင်းပဲတင်ကို4နဲ့စားပြီးတော့ 1.5 ပေါင်းထားတဲ့အဖြေကိုဒီမှာမှတ်ပြီးမယ်အနောက်ချမ်းကဒီဘက်မှာဒီမှာချထားတယ်ဒီမြင်းလေးအင်ကြီးအရှိမြင်းလေးချထားတဲ့ဥစ္စာဒီထိတ်နဲ့ဒီထိတ်နဲ့တိုင်းကြည့်ရင်9ခွဲရှိတယ်အဲ့ဒီ9ခွဲကဒီမှာ9ခွဲချထားတယ်လို့ပဲဒီရဲ့အရှိချမ်းမှာလည်းဒီမှာလည်း9ခွဲချပေးရမယ်တူတူပဲဒီမှာ9ခွဲဒီဘက်မှာလည်း9ခွဲချပေးပြီးတော့မြင်းလေးတစ်ကြောင်ဒီလိုဆွဲထားမယ်ဆက်ပြီးသွားပြီဆိုရင်ဒီမှာ18.2ဘယ်ဘက်မှာစားထားခဲ့တဲ့ဥစ္စာ18.2ရတဲ့အဖြစ်ဒီမှာမှတ်မယ်ဒီမှာ19.2မှတ်မယ်ပြီးရင်20.2ကိုမှတ်မယ်မှတ်ပြီးသားရဆိုရင်ဒီနှစ်ခုကိုဒီလိုဆက်မယ်ပြီးတော့ဒီအောက်ခြေဟာတရားကိုဒီလိုဆက်မယ်ရသွားပြီနော်ရသွားပြီဆိုရင်ဒီရှေ့ရနေပြီးတော့မှခုကရင်စီတင်မှာဒီရှေ့ကနေပြီးတော့မှ3 cm အထဲတဲ့ကိုဝင်ပေးပါဝင်ပေးပြီးတော့မှပခုံးကိုနှစ်နဲ့စားထားတဲ့ဥစ္စာ19ကိုဒီမှာမှတ်ပြီးမှတ်ပြီးတော့ဒီ white out ပေတံလေးနဲ့ဒီအမတ်ရဲ့ကိုဒီဟာကိုဒီဥစ္စာကိုအောက်ကို1 cm ချပေးရင်ကျဲရဲ့အောက်ကနေပြီးတော့ရင်လိုင်းမြင်းရဲ့အောက်မှာ1 cm ချပေးတဲ့ဒီရဲ့အမတ်ရဲ့ရှေ့ပခုံးရဲ့ဒီ1 cm ရဲ့ကိုဒီလိုမျိုး white သွားပေးမယ်ဘာပြီးသွားရင်နော်ရပြီးသွားပြီဆိုရင်ဒီမှာဒီရဲ့ခါရတဲ့အဖြူတဝက်ဝက်လိုက်တယ်ခါကိုတဝက်ဝက်ထားရင်ဆို8.5ဒါမှတ်မယ်မှတ်ပြီးတော့ဒီမင်းကိုဒီလိုမျိုးဆွဲထားပေးမယ်ဆက်ပြီးတော့ပြီဆိုရင်ဒီခါရဲ့မင်းအလဲမင်းကနေပြီးတော့မှဒီဘက်ကိုတစ်ခွဲဒီဘက်ကိုတစ်ခွဲ